မင်္ဂလာပါရှင်ဒီဗီဒီယိုလေးကတော့ကလေးလူကြီးအလုံးကျန်းနေတတ်တဲ့မာလာမောက်ချိုင်းလုပ်နေလေးပါရှင်ကိုကျန်းနေတတ်ရာအသားဟင်းရွက်လေးတွေထည့်လို့ရပါတယ်ကျမကတော့အိမ်မှာရှိတဲ့ဟင်းလေးတွေနဲ့ပဲချက်လိုက်ပါမယ်ဒါကတော့မောက်ချိုင်းဟင်းရဲ့အတွက်အစင်တင်ထည့်ဖို့အစာပလာလေးတွေပါရှင်အချင်းကြီးလေးအရင်ဆက်ထားလိုက်ပါမယ်ငါညီမြင့်နဲ့ဟပ်ဖို့စီမွေးကတော့ကျမအတွက်တော့မပါမဖြစ်မို့ထည့်လိုက်ပါမယ်စီပူလာရင်တော့အစင်တိလုံထားတဲ့အစာပလာလေးတွေကိုမွေးသွားအောင်စီတန်းလိုက်ပါမယ်ဟပ်ဖို့အနစ်ခဲနဲ့ပင်းငပီးအနစ်ကမပါမဖြစ်မို့ထည့်လိုက်ပါမယ်ဟင်းရပွက်လာရင်တော့စီတက်ထားတဲ့အစာပလာလေးတွေကိုဆယ်လိုက်ပါမယ်အသားနဲ့အရွက်တွေကိုဟင်းရည်ထဲမှာတစ်ခါတည်းထည့်ပြုတ်လို့လည်းရပါတယ်။ကျမကတော့တစ်ခုချင်းစီပြုတ်လိုက်ပါမယ်။ချစ်သွားရင်တော့ဘေးမှာရှိတဲ့အိုးထဲကိုစေပြီးတော့ထည့်ထားလိုက်ပါမယ်။အမဲဥချောင်းကိုတော့ကျမကစက္ကန့်30လောက်ပဲပြုတ်ပြီးမှဆယ်လိုက်ပါမယ်။ကိုကျန်းနေတဲ့ရာအတီးအရွက်တွေလည်းထည့်ပြုတ်လို့လည်းရပါတယ်နော်။အရသာပိုရှိအောင်လို့ဟင်းခတ်အမွှေးကြိုင်လေးတွေထည့်ပြီးမှမွေပေးလိုက်ပါမယ်ပြီးရင်တော့အိုးထဲမှာဟင်းရည်လေးတွေကိုလောင်းထည့်လိုက်ပါမယ်အခုဆိုရင်တော့အရသာအရန်ကောင်းတဲ့မောက်ချိုင်းဟင်းလေးတစ်ခွက်ရသွားပါပြီနော်ဒါကတော့ကျမအမြဲတမ်းလှုပ်ရှားဖြစ်တဲ့မောက်ချိုင်းလုံနည်းလေးပါရှင်အခုလိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်